အားလုံးပဲမင်္ဂလာညချမ်းပါမတည်သေးတဲ့လူတွေသိအောင်တည်ပြီးသားလူတွေထပ်ပြီးတော့သိအောင်နော်ရသော်ဘုရားဟောထားတဲ့ဇတ်တော်တွေကအရက်တောက်တဲ့ချီဖိုးလိုလေးအကြောင်းပြောပြပါမယ်နော်အရက်တောက်ခြင်းရဲ့အကျိုးကျေးဇူးကဘာရှိသလဲအကျိုးရုပ်တာဘာရှိလဲအကျိုးရုပ်တဲ့၅မျိုးကိုပြောမယ်အကျိုးကျေးဇူးကတော့မရှိပါဘူးအရက်တောက်တဲ့ဆိုတွေကအကျိုး၅မျိုးရုပ်ပါတယ်ဘာတွေရုပ်လဲနော်စီးပွားပြည့်မယ်နော်ကျမ်းမာရေးချိုးတဲ့မယ်ခိုင်ရန်ဖြစ်မယ်အချိန်စော်မဲ့မယ်နော်ပညာမဲ့တွေအပြုမှုတွေပြောဆိုပြုလုပ်မယ်အဲ့ဒီ၅မျိုးဆိုတဲ့အကျိုးရုပ်၅မျိုးကိုရရှိပါတယ်အဲ့တော့ချီဖိုးတို့လေးချီဖိုးတို့ကနော်လူတွေတောက်ထားတဲ့အရက်ခွက်ထဲကအရက်ကလေးကျွင်းကြံနေတာကိုချီဖိုးတို့ကသွားပြီးတော့ရက်ခွက်ထဲဝင်ပြီးတော့အဲ့အကျွင်းကြံရက်ကလေးကိုတောက်လိုက်တယ်အဲ့ဒီခါမှာမူးရစ်သွားတယ်ရီဝေးသွားတယ်အဲ့လိုမူးရစ်ရီဝေးသွားတဲ့အချိန်မှာလောကကြီးကိုမေ့သွားတယ်ခြားခြားလဲသွားတယ်အဲ့အချိန်မှာသူ့ကိုယ်သူအကြီးဆုံးကြီးလို့မှတ်ပြီးတော့အဲ့အချိန်ခါမှာသူမူးရစ်နေတဲ့အချိန်ခါမှာစင်ဟာဖြတ်လျှောက်လာတယ်စင်ဖြတ်လျှောက်လာတယ်သူစင်နာကိုလျှောက်လိုက်တော့သူစင်ကိုစင်ခေါ်တယ်အောင်စင်မင်းကလည်းချမလားပါညာပေါ့နော်သူစင်ခေါ်တဲ့ခါမှာစင်ကအော်တွေးတယ်ငါခြေထောက်နဲ့နင်းသက်လဲနော်မတရားကြမယ်နှမောင်းနဲ့ရိုက်သက်လဲမလောက်ဘူးဟောဒီတော့ငါခြေထောက်နဲ့လည်းနင်းမတတ်ဘူးနှမောင်းနဲ့လည်းရိုက်မတတ်ဘူးဒင်းတော့မှတ်လောက်အောင်ဆိုပြီးတော့နော်သူ့တဲ့ခွန်အားကြီးတဲ့စင်ကြီးကိုဒီချီဖိုးလေးသေးသေးလေးကအရက်တော့မူးရစ်ပြီးတော့သူ့ကိုယ်သူနော်နှထင်သွေးရောက်ပြီးတော့သွားစင်ခေါ်လိုက်တာခိုက်ရန်ဖြစ်လိုက်တာဟိုကချီပါရှာပြီးချီရဲ့အချိန်ဟွာနဲ့နော်အစရာလေးချင်းအချိန်ပြင်းစွာနဲ့ချီပို့ပြီးတော့မွန်းပြီးတော့အရင်မူးနေတာမွန်းနေတာချီမွန်းပြီးတော့နော်ချီထဲမှာမြုပ်ပြီးတော့မတိုးထွက်နိုင်တော့တာမန်ဆိုရင်ချီပို့တို့ဆိုရင်တော့တိုးထွက်မှာပေါ့မူးရစ်နေတော့လုံးဝတိုးမထွက်နိုင်တော့ချီရလည်းအချိန်ရလည်းပြင်းတယ်နော်ချီရသင်ချီရလည်းများတယ်မူးရစ်နေတယ်မလုံနိုင်ဘူးအဲ့အချိန်မှာနော်တေးသွားတယ်ဒီတော့မိမိတို့တွေကအရက်ကိုလွန်လွန်ကျူးကျူးတောက်သလားနော်ကျမ်းမှာနော်အေးတဲ့ရာသီမှာပူအောင်ဆိုပြီးနည်းနည်းပဲတောက်သလားပါတီပွဲတွေမှာနည်းနည်းပဲ၄လောက်ပဲတောက်သလားlimitလောက်ပဲတောက်မဟုတ်ဘူးလွန်လွန်ကျူးကျူးတောက်ပြီနှစ်ဘက်က3ဘက်4ဘက်5ဘက်6ဘက်10ဘက်16ဘက်10ဘက်16ဘက်ကျော်သွားပြီအစာမကောက်ဘူးသွားပြီအသေးတွေကျွမ်းပြီနော်ဦးတွေပွန်းပြီအသေးတွေကျွမ်းပြီလုံးဝကိုမျက်နှာတွေဖောရောင်လာမယ်သွေးလေးလက်ပံကူမှန်တော့ဘူးအားရင်းတွေခွန်အားတွေချိုးရတဲ့ခန္ဓာကိုယ်မှာပိုးမျိုးရှိတယ်ရှိတယ်ပိုးမျိုးရှိတဲ့ကမကောင်းတဲ့ပိုးတွေရှိတယ်ကောင်းတဲ့ပိုးတွေရှိတယ်ခုခံအားကြာစင်းတော့မကောင်းတဲ့ပိုးတွေကနော်တိုက်စားပြီးတော့ဝါမျိုးပြီးတော့